မလေးရဲ့ YouTube channel ရကိုမမြအားလုံးကိုမင်္ဂလာပါလို့ဥစားပထမနှုတ်ဆက်တာလိုက်ပါတယ်နော်မလေးရဲ့ဗီဒီယိုလေးတွေကိုမရေးမကြော်ပဲနဲ့ဒီဆုံးတိုင်အောင်ကြည့်သွားပေးပါလို့မြတ်တာရက်ခံချင်ပါတယ်နော်ကဲဒီနေ့နေကုန်မှာဆိုရင်လေမနက်ခင်းလေးရတော့အဆင်ပြေသွားတယ်နော်အောင်မြင်သွားခဲ့တယ်ညနေစီလေးမှာဆိုရင်လွှဲလျှော့သားမှုလေးဖြစ်သွားတယ်နော်ကဲမနက်ပြန်12ရက်2လပိုင်း2026ကြာတာပတိနေ့မနက်စီ12နာရီ3မိနစ်အတွက်ကိုအကောင်းဆုံးကြိုးစားထားပေးပါတယ်နော်ကောင်းဆုံးကြိုးစားထားပေးပါတယ်ကောင်းဆုံးပတ်တီနဲ့ကောင်းဆုံးမိခွက်တွေကိုမျှဝေပေးသွားမှာဖြစ်တဲ့အတွက်ဗီဒီယိုလေးကိုမရေးမကြော်ပဲနဲ့ပြီးဆုံးနိုင်အောင်ကြည့်သွားပေးပါနော်မျိုးလေးဗီဒီယိုကိုအကြိုက်မလွှင့်ပါဘူးနော်ကဲအဲ့တော့ဗီဒီယိုလေးကိုမရေးမကြော်ပဲနဲ့ပြီးဆုံးနိုင်အောင်ကြည့်သွားပေးပါလို့မြတ်တာရက်ခံချင်ပါတယ်နော်ကဲမလေးရဲ့ဗီဒီယိုကိုအမြဲတမ်းကြည့်ရှုအားပေးနေတဲ့ကိုမများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျမခြင်းနဲ့ပြည့်စုံနိုင်ကြပါစေစိတ်သွားတိုင်းကိုပါလူရင်းစနာအနေနဲ့သလုံးတော်ပြေဝကြပါစေလို့မျိုးလေးရဲ့ချစ်ရှင်ရနေပြီးတော့ဥစွာပထမဆုတောင်းမြတ်တာပို့တာပေးလိုက်ပါတယ်နော်မလေးရဲ့ဗီဒီယိုလေးကိုအမြဲကြည့်ရှုအားပေးနေတဲ့ကိုမများကဲမလေးရဲ့ဗီဒီယိုလေးကိုမရေးမကြော်ပဲနဲ့ပြီးဆုံးနိုင်အောင်ကြည့်သွားပေးပါလို့တောင်းဆိုချင်ပါတယ်နော်မလေးရဲ့ဗီဒီယိုလေးကိုကြည့်ရှုအားပေးနေတဲ့ကိုမများအားလုံးကလည်းလိုက်လက်မလေးတွေကိုတယောက်တစ်ချက်စီနှိပ်သွားပေးပါနော်မလေးရဲ့ channel လေးကို subscribe မလုပ်ရသေးတဲ့ကိုမများလည်း subscribe နှိပ်သွားပေးပါsubscribe နှိပ်ပြီးသားကိုမများလည်းလိုက်လက်မလေးတွေကိုတအူတယောက်မကြနှိပ်သွားပေးပါလို့မြတ်တာရက်ခံချင်ပါတယ်နော်တအူတယောက်တည်းပေါက်တာနဲ့ဆိုင်အများမြင်အများသွေးအများပေါက်အောင်လို့ဒူးရီနဲ့တက်ဆိုင်တဲ့နေရာလေးတွေမှာရှင်းသွားပေးပါမျှဝေတော်လို့ရမယ့်နေရာလေးတွေမှာမျှဝေသွားပေးပါလို့မြတ်တာရက်ခံချင်ပါတယ်နော်မလေးရဲ့ဗီဒီယိုလေးကိုလည်းဒူးရီနဲ့ပတ်သက်တဲ့နေရာလေးတွေမှာရှင်းသွားပေးပါမျှဝေတော်လို့ရမယ့်နေရာလေးတွေမှာဝိုင်းဝန်းကူညီမျှဝေပေးကြပါလို့မလေးရဲ့ YouTube channel ရနေပြီးတော့ဥစားပထမမြတ်တာရက်ခံချင်ပါတယ်နော်ကဲမလေးရဲ့ဗီဒီယိုလေးကိုလည်းမလေးကြိုင်မလွှင့်ပါဘူးเนาะအဲ့တော့မလေးရဲ့ဗီဒီယိုလေးကိုဝင်လိုက်မရေးမကြော်ပဲနဲ့ပြီးဆုံးနိုင်လေးကြည့်သွားပေးပါเนาะကဲဒီနေ့နေကုန်မှာဆိုရင်မနေ့စီလေးလည်းအောင်မြင်ခဲ့တယ်ညစီလေးမှာတော့နည်းနည်းလေးလွှဲချွတ်တမှုဖြစ်သွားတယ်ပေါ့เนาะအဲ့တော့မနေ့ပြန်ဒီကုံအတွက်ကိုအကောင်းဆုံးကြိုးစားထားပေးပါတယ်เนาะမနေ့ပြန်2ရက်2လပိုင်း2026ကြာတာပဲနေ့ပေါ့เนาะမနေ့စီ12နာရီ3မိနစ်အတွက်မှာကောင်းဆုံးပတ်တီနဲ့ကောင်းဆုံးမိခွက်တွေကိုမျှဝေပေးသွားမှာဖြစ်တဲ့အတွက်ဗီဒီယိုလေးကိုမရေးမကြော်ပဲနဲ့ပြီးဆုံးနိုင်အောင်ကြည့်သွားပေးပါနော်မလေးရဲ့ဗီဒီယိုလေးကိုအမြဲကြည့်ရှုအားပေးနေတဲ့ကိုမများအားလုံးကလည်းလိုက်လက်မလေးတွေကိုတယောက်တစ်ချက်စီနှိပ်သွားပေးပါနော်မလေးရဲ့ channel လေးကို subscribe မလုပ်ရသေးတဲ့ကိုမများလည်း subscribe နှိပ်သွားပေးပါ subscribe နှိပ်ပြီးသားကိုမများလည်းလိုက်လက်မလေးတွေကိုတအိုးတယောက်မကျနှိပ်သွားကြပါနော်ဒူရီနဲ့တက်ဆိုင်တဲ့နေရာလေးတွေမှာလည်းမလေးရဲ့ဗီဒီယိုလေးကိုညှဝေသွားပေးပါ share လို့ရမယ့်နေရာလေးတွေမှာလည်း share သွားပေးပါလို့တောင်းဆိုချင်ပါတယ်မလေးရဲ့ဗီဒီယိုလေးကိုကြိုင်မလွှင့်ပါအောင်เนาะဗီဒီယိုလေးတွေကိုမရေးမကြော်ပဲနဲ့ပြီးဆုံးနိုင်အောင်ကြည့်သွားပေးပါဝင်ရောက်ကြည့်ရှုအားပေးနေကိုမများအားလုံးကလည်းလိုက်လက်မလေးတွေကိုတယောက်တစ်ချက်စီနှိပ်သွားပေးပါเนาะဒူးတင်နဲ့တက်ဆိုင်တဲ့နေရာလေးတွေမှာလည်း share သွားပေးပါလို့မြတ်တာရက်ခံချင်ပါတယ်မနေ့ပြန်12ရက်2လပိုင်း2026ကြာတာပတိနေ့မနက်စီ12နာရီ3မိနစ်တော့မှအကောင်းဆုံးကြိုးစားထားပေးပါတယ်เนาะအဲတော့ဗီဒီယိုလေးကိုမရေးမကြော်ပါနဲ့ပြီးဆုံးနိုင်နေကြည့်သွားပေးပါဒီနေ့မနေ့စီမှာအမြင်ခက်တယ်လို့မနေ့ပြန်ဒီကုန်တော့ကိုလည်းအကောင်းဆုံးကြိုးစားထားပေးပါတယ်နော်ကဲဗီဒီယိုလေးကိုမရေးမကြော်ပဲနဲ့ပြီးဆုံးနိုင်နေကြည့်သွားကြပေးနဲ့အကူမများအားလုံးလည်းစိတ်ချမ်းသာခြင်းကိုယ်ကျမခြင်းနဲ့ပြည့်စုံနိုင်ကြပါစေစိတ်သွားတိုင်းကိုပါလူရင်ဆန္ဒတွေနဲ့တလုံးတဝပြေဝကြပါစေလို့မေလေးရဲ့ YouTube channel ရနေပြီးတော့ဥစားပထမဆုတောင်းမြတ်တာပို့တာပေးလိုက်ပါတယ်နော်ကဲမနေ့ပြန်12ရက်2လပိုင်း2026ကြာတာပတိနေ့မနေ့စီအတွက်ကတော့3ည5ပတိပေါ့နော်3ည5ပတိပါနော်ကိုမများ3ည5ပတိပါ3ညနဲ့ပတ်သက်ရင်3ညနဲ့ပတ်သက်ရင်3ည1 3ည4 3ည6 3ည9နော်3ည5ပတိ3ညနဲ့ပတ်သက်ရင်3ည1 3ည4 3ည6 3ည9နော်5ပတိ5နဲ့ပတ်သက်ရင်5 1 5 4 5 6 5 9 3ည5ပတိနော်ကိုမများ3ည5ပတိ3ညနဲ့ပတ်သက်ရင်3ည1 3ည4 3ည6 3ည9 5ပတိ5နဲ့ပတ်သက်ရင်5 1 5 4 5 6 5 9အကောင်းဆုံးမိကွက်ကတော့5ချစ်တကွက်တော့ကြိုက်ပါတယ်နော်5ချစ်တကွက်ကိုတော့တင်ထိုး5ချစ်တကွက်ကိုထည့်ထိုးတာပြီနော်ကိုမများ5နဲ့ပတ်သက်ရင်5 1 5 4 5 6 5 9နော်ဒါပေမဲ့မင်းလေးကငါးချစ်လေးကိုတော့ထည့်ထိုးတာပေါ့နော်ငါးချစ်လေးမင်းကွက်အနေနဲ့ထုတ်တာပါတယ်နော်ငါးချစ်လေးကိုလည်းထည့်ထိုးပေးပါကဲ3ည5ပတ်တီမှာဆိုရင်မီလီယာ9ကိုပူကြိုက်တယ်နော်အဲ့တော့ပတီကစားမဲ့ကိုမများလဲ9လေးကိုပို့ပြီးကစားကြနော်
3ည5ပတ်တီးပါနော်3ညနဲ့ပတ်သက်ရင်3ည3 3ည4 3ည6 3ည9 5ပတ်တီး5နဲ့ပတ်သက်ရင်5 3 5 4 5 6 5 9ပါနော်ပတ်တီးကစားနိုင်တဲ့ကိုမများတော့ပတ်တီးလေးတွေယူကစားကြပါနော်ပတ်တီးမကစားနိုင်တဲ့ကိုမများတော့မင်းကွက်လေးတွေကိုပဲတက်နိုင်တဲ့လောက်ထိုးထားပါနော်ကဲ3ည5ပတ်တီးနော်3ညနဲ့ပတ်သက်ရင်3ည3 3ည4 3ည6 3ည9 5ပတ်တီး5နဲ့ပတ်သက်ရင်5 1 5 4 5 6 5 9မင်းကွက်ကတော့5 8တစ်ခွက်ကိုထည့်ထိုးထားပါနော်ကိုမများ3ည5ပတ်တီးမှာဆိုရင်မေလေးကတော့9ကိုပို့ပြီးကြိုက်ပါတယ်နော်9ကိုနည်းနည်းလေးပို့ကစားကြပါနော်ပတ်တီးကစားနိုင်တဲ့ကိုမများတော့ပတ်တီးလေးတွေယူကစားကြပါနော်ပတ်တီးမကစားနိုင်တဲ့ကိုမများတော့မင်းကွက်လေးတွေကိုပဲကိုတက်နိုင်တဲ့လောက်ထိုးထားကြပါနော်ကဲမနေ့ဖြန်12နာရီ10မိနစ်အတွက်ကိုအကောင်းဆုံးပတ်တီးနဲ့အကောင်းဆုံးမင်းကွက်တွေကိုစူးစမ်းထားပေးပါတယ်နော်မနေ့ဖြန်12ရက်2လပိုင်း2026ကြာတာပရင်းနေ့မနက်စေ12နာရီ10မိနစ်အတွက်မှာ3ည5ပတ်တီးဖြစ်ပါတယ်နော်ကိုမများ3ည5ပတ်တီးပါ3ညပတ်တီး3ညနဲ့ပတ်သက်ရင်3ည1 3ည1 3ည4 3ည6 3ည9နော်5ပတ်တီး5နဲ့ပတ်သက်ရင်5 5 1 5 4 5 6 5 9 5 8တစ်ခွက်ကိုတော့ထည့်ထိုးတာကြနော်ကိုမများမင်းကွက်ပေါ့နော်ဒီလေးကြိုက်ဆုံးခဏကတော့5 8ပေါ့နော်5 8တစ်ခွက်ကိုတော့ထည့်ထိုးတာကြပါနော်ဒီ3ည5ပတ်တီးဆိုရင်3ည5ပတ်တီးမှာဆိုရင်မီလေးကတော့5တလုံးကိုပို့ကြိုက်တဲ့တော့5ကိုပို့ကစားကြပါနော်ပတ်တီးကစားနိုင်ပြောတာပါနော်ပတ်တီးကစားနိုင်တော့ပတ်တီးယူကစားကြပါနော်ပတ်တီးမကစားနိုင်တော့မင်းကွက်လေးတွေကိုပဲတနေ့တလောက်ထိုးထားကြပါချင်းနော်ကဲမီလေးရဲ့ဗီဒီယိုလေးကိုဝင်ရောက်ကြည့်ရှုအားပေးနေကိုမများအားလုံးကလည်းလိုက်လက်မလေးတွေကိုတယောက်တစ်ချက်စီနှိပ်သွားပေးပါလို့မီလေးဒီနေရာကနေပြီးတော့မြတ်တာရက်ခံချင်ပါတယ်နော်မီလေးရဲ့ channel လေးကိုလည်း subscribe မနှိပ်ရသေးတဲ့ကိုမများလည်း subscribe လေးနှိပ်သွားပေးပါ subscribe နှိပ်ပြီးသားကိုမများလည်းလိုက်လက်မလေးတွေကိုတယောက်တစ်ချက်စီနှိပ်သွားပေးပါနော်မီလေးရဲ့ဗီဒီယိုလေးကိုသူတွေနဲ့တက်ဆက်တဲ့နေရာလေးတွေမှာလည်း share သွားပေးပါမျှဝေသွားလို့ရမယ့်နေရာလေးတွေမှာလည်းမျှဝေသွားပေးပါနော်တူတယောက်တည်းပေါက်တာနဲ့ဆိုင်ရင်အများမြင်အများသွေးအများပေါက်အောင်လို့ဝဝဲကူညီမျှဝေချက်ပေးကြပါလို့မီလေးရဲ့ channel ရနေပြီးတော့ဥစွာပထမမြတ်တာရက်ခံချင်ပါတယ်နော်ကဲမနေ့ပြန်12ရက်2လပိုင်း2026ကြာတာပရင်းနေ့မနက်စေ12နာရီ10မိနစ်တော့မှာတော့3ည5ပတ်တီးပါနော်ကိုမများ3ည5ပတ်တီးပါ3ညနဲ့ပတ်သက်ရင်3ည1 3ည4 3ည6 3ည9 5ပတ်တီး5နဲ့ပတ်သက်ရင်5 1 5 4 5 6 5 9အကောင်းဆုံးမင်းကွက်ကတော့5 8တစ်ခွက်ကိုထည့်ထိုးတာပါနော်ကိုမများမနေ့ဖြန်12နာရီ10မိနစ်တော့က3ည5ပတ်တီးနော်ကိုမများ3ညနဲ့ပတ်သက်ရင်3ည1 3ည4 3ည6 3ည9 5ပတ်တီး5နဲ့ပတ်သက်ရင်5 1 5 4 5 6 5 9နော်ကိုမများအကောင်းဆုံးမင်းကွက်တစ်ခွက်ကတော့5 8တစ်ခွက်ကိုထည့်ထိုးလာကြပါနော်3ညနဲ့5နဲ့3ညပတ်တီး5ပတ်တီးဆိုရင်မီလီယာ9ကိုပူကြိုက်တယ်ပေါ့နော်အဲ့တော့9ကိုပို့ပြီးကစားကြနည်းနည်းလေးပို့ကစားကြပေါ့နော်ကဲမီလေးရဲ့ဗီဒီယိုလေးကိုအမြဲကြည့်ရှုဝင်ရောက်အားပေးနေကိုမများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤကျန်းမာခြင်းတွေနဲ့ပြည့်စုံနိုင်ကြပါစေစိတ်သွားတိုင်းကိုပါလူဝင်စနာနေနဲ့တလုံးတဝပြေဝကြပါစေနော်စီဝလာလာပါလေးတဲ့ဒီထက်မကအမြင့်တူတက်ကြပါစေလို့မီလေးရဲ့ channel ရနေပြီးတော့ဥစွာပထမစူတောင်းမြတ်တာပို့တာပေးလိုက်ပါတယ်နော်မီလေးရဲ့ channel လေးကိုလည်း subscribe မလုပ်ရသေးတဲ့ကိုမများလည်း subscribe တွေနှိပ်သွားကြပြီးပါနော် subscribe နှိပ်ပြီးသားကိုမများလည်း like လက်မလေးတွေကိုတူတယောက်မကြံစီနှိပ်သွားပြီးတော့မီလေးရဲ့ဗီဒီယိုလေးကိုတူတီနဲ့သက်ဆိုင်တဲ့နေရာလေးတွေမှာ share သွားပေးပါမျှဝေလို့ရမယ့်နေရာလေးတွေမှာဝဝကူညီမျှဝေပေးကြပါလို့မီလေးဘက်ကမေတ္တာရက်ခံချင်ပါတယ်နော်ကဲမီလေးရဲ့ဗီဒီယိုလေးကိုဒီနေရာမှာလည်းခဏရှင်းနာခွင့်ပြုပါအောင်ရှင်ကဲမနေ့ဖြန်နေကုန်အတွက်မှာကံကောင်းခြင်းတွေဖြစ်ပါစေလို့မီလေးရဲ့ channel ရနေပြီးတော့ဆုတောင်းမြတ်တာပို့သပေးလိုက်ပါတယ်ရှင်